နောက်တစ်ချက်မှာနော်ကျမ်းပိုင်နောက်တစ်ချက်အိဖက်အခန်းကြီးဒီအပန်းငယ်73 14မှာအားလို့ကြောက်စာလာပြီးမှတို့ဖတ်မယ်နော်မတန်မီတော့နော်တန်ပြီးတော့ကောင်းကြီးတိမဖြစ်ဘူးကိုနှုတ်ရှာပဇာနဲ့ဖတ်ပြီးမှနော်နှုတ်ရှာပဇာနဲ့မော့ဆူရဟာမင်္ဂလာရှိတာဖြစ်တယ်အကြောင်းဒီတော့နှုတ်ခါပဇာဒီပဇာမင်္ဂလာရှိဖို့နော်ကြောက်စာဖတ်ကြရအောင်အိဖက်အခန်းကြီးဒီအပန်းငယ်73 14မှာပြည့်စုံကျွန်တော်တို့ဖတ်မယ်နော်ဒီပက်ကန်ဂျီဒီပန်73 14မှာတွေ့ရစတူဖတ်ချင်အောင်ဒီလိုဒီနေ့ကနေ့တော့ဒီဒီကြာရာစာဘုရားတော်ကိုရှိပြီးမှဒီလိုနေရှိတော့ဆန်ကောင်းဒီလိုဒီကဆက်ကိုနိုင်ရတာပိုင်းကတော့ဘုရားရှိမှရှိတာဒီလိုတော့ရှိနေတယ်လို့ပြောတာလားဆိုဝိညာဉ်တော်ဒီအားလုံးမြည်ပြီးပြရတယ်ဘာရှာကြပါစေဟာလေလုယာအဲ့ဆိုတော့ဤဂလိတရားကိုဘာလို့ရမလဲဤဂလိတရားကိုဘာလို့ရမလဲယုံကြည်ရမှာဖြစ်တယ်ဟာလေလုယာဤဂလိတရားကိုယုံကြည်ရင်တာရှင်တော်ဝိညာဉ်တော်ဘာလို့မလဲတစိတ်ခတ်တာဖြစ်တယ်ဖယားပန်တော့ဖယားသားဝိညာဉ်ပဂတိထဲမှာအသက်ရှင်ကြီးထဲမှာတေရပင်ငရေးမတော်ဘဲနဲ့ကောင်းကင်ငယ်သွားတာဖွဲ့ဒါဖယားခင်ရဲ့အတွင်းနဲ့ယူဝီထားတဲ့ဖယားခင်ရဲ့ရှီပရိုဟိအမျိုးပိုင်ထိုက်တော့အမျိုးနော်အသက်ရှင်တော့အမျိုးကျမ်းမာတော့အမျိုးနော်အမိဆိုတော့ဖယားထောင်ရဖယားရဲ့တာရမီအဖြစ်ဆိုပြီးမှဘာလို့ဆိုကမှတစိခလာဖြစ်တယ်တစိခလာပြီဆိုရင်လောကပြန်ဖြတ်လို့မရတော့ဘူးနားရှင်းတော့ကြပါစေအဲ့လိုကေရီချေးရပြီးမှတစိခလာထဲမှာတည်ပါပါစေဟာလေလုယာဟာလေလုယာအဲ့လိုကေဤဝဂလိတရားကိုလက်ခံတဲ့ကေရီချေးရပြီးမှတာရှင်းလို့တစိခပြီဆိုဖယားပိုင်တော့ဖယားသားအဲ့လိုဖယားပိုင်တော့ဖယားသားရဲ့အထဲမှာဘယ်လိုနေရာယူမလဲပေကုနေရှိတဲ့ပေါ်တာရှင်းတော့စင်တဲ့ရေးမှာတိနှလုံးသားထဲမှာတိအထဲမှာဝိညာဉ်တော်နေရာယူမှာဖြစ်တယ်ပြန်ဖို့ကြည့်ပါစေဒါမှဟောပါဆိုရင်အပေါ်ပါပဲဝိညာဉ်တော်ကကြည့်ဝတ်တယ်လေဒါမှတိရောက်လာတဲ့ခါမှာတိရဲ့အထဲမှာဝိညာဉ်တော်ကကြည့်ဝတ်တာဖြစ်တာနားရှင်းတော့ကြပါစေဟာလေလုယာဒါမှတိရောက်လာခါမှာတိရဲ့အထဲမှာဝိညာဉ်တော်နေရာယူမှာပြန်ဖို့ကြည့်ပါစေအဲ့တော့ဖယားပိုင်တော့ဖယားသားဖြစ်မှကေရကြီးရမှာဝိညာဉ်တော်ကနေရာယူမှာဖြစ်တယ်မတတ်ရှင်းတဲ့ဘိမတော်ထဲမှာဝိညာဉ်တော်နေရာမယူတင်ဒီယေရှုအသွေးနဲ့ယူဝေထားတဲ့တန်ရှင်းတဲ့ဖယားရဲ့ဘိမတော်ဖယားရဲ့အတင်းတော်အတင်းတော်ဖယားရဲ့ဘိမတော်ထဲမှာတန်ရှင်းတော်ဝိညာဉ်တော်ဖယားကနေရာယူမှာဖြစ်တယ်ဝိညာဉ်တော်အရာနေရာယူရခါမှာတင်ဒီဤဝဂရိဝင်ငါလာခါမှာမရှက်မကြောက်မဲ့လူပေါင်းမြတ်စွာပြောနေမှာပြန်မကြည့်ပါစေဟာလေလုယာအကြောတေးအားဖြင့်ဘုရားဘုရားထင်ရှားပါစေဟာလေလုယာဝိညာဉ်တော်အကုန်မှာဤဝဂရိဝင်ငါမှာ